အာရကမိဘပြည်သူတို့ချက်စီကိုကာရဝထားပြီးကတာဒီစွာဘာလို့နှခွန်းဆက်တာပါပဲဟောပါရအချန်ကလေးဝဒီမြရှဲလူငယ်ပရာဟိတာတန်ကတန်သူရှိတရားဖွဲ့ပါပဲအခုလက်ရှိအာရခပေရန်ထင်းမှာစိတ်ပိရှောင်ပါဝင်ဒုက္ခမျိုးမျိုးနဲ့ရစင်နေရပြီမိဖပြည်သူကိုမနာပေါင်းလို့စဝက်နေတဲ့အစဉ်ပြေစီဖို့ဆိုပြီးပြည်တွက်ပြည်ဘက်ကိုရောက်ရှိနေညီကမုံတော်မထမကျဲရိုလေးပဒီမြရှဲလူငယ်ပရာဟိတာတန်ကိုယူကေကေနဲ့ပူပေါ်ပါဝင်လူတက်ပန်းပို့ပြီးလာပြီလူရှင်စင်းကိုအချန်ကပုတ်ကပြီးလာဖို့ခဲ့ပါပဲပထမဆုံးစဉ်နေနဲ့2025လေလာပိုင်းစီလီယနီမှာပါဝင်လူတက်လာတဲ့လူရှင်ကိုပုတ်ကပြီးလာဖို့ခဲ့ပါပဲကြောက်ဘူးမျိုးနဲ့အထက်ပတိကျွမ်းကြီးရွာကခံခံဦးရွှေတုံးပေါ်မှာထိန်ပန်းဝင်ငေါ်ရကိုလေပါဝင်လူတန်းထားပါပဲဆယ်လက်ပြီးက2025လေလာပိုင်းစီငေါ်ရနီမှာပါဝင်လူတက်လာတဲ့အလူရှင်ကိုပုတ်ကပြီးလာဖို့ခဲ့ပါပဲကိတ်တာထိုင်းနိုင်ငံကိုရောက်ရှိနေခံခံဥကျူစီမာလေးတို့ထိန်ပန်းဝင်ငေါ်တာကိုပါဝင်လူတန်းထားပါပဲဆယ်လက်ပြီးကမဲဘမုန်းနေဂျပိတ်ကေကျွာကခံခံဥငမျိုးကြီးမာလေးတို့ထိန်ပန်းဝင်ငေါ်တာကိုပါဝင်လူတန်းထားပါပဲဆယ်လက်ပြီးကခိတ်တာထိုင်းနိုင်ငံကိုရောက်ရှိနေမုံရှင်ညီမရှိဖက်ရဲ့မုံထဲမြဲဦးနဲ့မရှိတ်စုမာတို့မုံနမနှစ်ယောက်မာလေးတို့ထိန်ပန်းငွေတထောင်ကိုပါဝင်လူတန်းထားပါသေးရဲ့ဆယ်လက်ပြီးက2025လေလာပိုင်းစီခေါရင်းမှာပါဝင်လူတက်လာပြီအလူရှင်ကိုပရိုဂရမ်လာဖို့ဖိပါပဲမေဘူးမျိုးနဲ့ပေါတူးတုံကျွေးပါကအိတ်ကိုဦးမုံဖူတုံနဲ့အိမ်မဒိုအေးအေးရွှေတို့မိသားစုမလေးတို့မန်မန်ငွေရင်းနှစ်သိန်းကိုလေပါဝင်လူတန်းထားပါသေးရဲ့ဟုတ်ပါပြီအခုပဲမျိုးရှယ်စိတ်ပြင်းနဲ့လူသက်ထက်ဆန္ဒထောက်တော့ပြီးငွေထောက်ပဲပြီးလာပြီလူရှင်တူတယောက်ချင်းစီကိုမကျန်စိတ်အရှက်တာခဲကိုကြီးကျဲမှာခင်းနေပြေးဆိုပြီးလိုရစနာတလုံးလိုပါကိုလေပြေးစုနိုင်ပါစီအလုတ်တိကိန်းလေးလေးအစပေးပါစီလို့အာရခပေစိတ်ပြီးရှင်ကိုစားအကျန်လေးဝီဒီမျိုးရှယ်လူငယ်ပရာဟိတာတန်ကစုမကောတောင်းအပ်လိုက်ပါပြီအလုံးသူကာရောပါ